မင်္ဂလာပါရှင်။ကျွန်မအခုတစ်ခါမြစ်ချင်ဆက်ဖတ်ထုံးစုပြုတ်လေးပြုလုပ်ပြပါမယ်ရှင်။ပါဝင်ပစ္စည်းတွေကတော့ကြက်ငဖဲမြစ်ချင်ဆက်ဖတ်ထုံးရွက်ကြက်ဥပြောင်းကော်မုတ်ခရုစီကြာညို့စားတကြားငရုတ်ကောင်းကြက်ပြုတ်ရည်အသက်ရှိပြီးသားတို့လိုအပ်ပါတယ်ရှင်။ပထမဆုံးအသားချိတ်ဆက်ထဲကိုငဖဲကြက်သားပဲငံမြရီခရုစီပြောင်းကော်မုတ်ကြက်ဥငရုတ်ကောင်းစားတကြားထည့်ပြီးကြိတ်ပါမယ်ရှင်။အသားချိတ်ထားတာရလာပြီဆိုလို့ရှိရင်ဖတ်ထုံးလုပ်ဖို့ပြင်ပါမယ်ရှင်။ကျွန်မကတော့အလွယ်ဆုံးနည်းနဲ့ပဲဖတ်ထုံးများကိုပြုလုပ်ထားပါတယ်။အခု20ရရှိပါတယ်ရှင်။ပြီးရင်သစ်စပြုတ်ရည်ကိုပူပေးပါပွက်ဆူလာတဲ့အခါမှာညှက်ဆက်ကိုထည့်ပါမယ်ရှင်ရှမ်းပဲငပိအဆက်ကလေးရှိလို့ရှိရင်ထည့်စားရင်ပိုကောင်းပါတယ်ရှင်ကိုကျမစီမဆင်းသက်ရှိရတဲ့အတွက်အဲ့ဒါလေးပါထည့်လိုက်ပါတယ်အရသာအတွက်စားတကြားငရုတ်ကောင်းခရုစီထည့်ပါတယ်ပြီးရင်မီးလျှော်ပြီးဖတ်ထုံလေးတွေကိုထည့်ပါတယ်ရှင်ပြီးရင်တော့ဖတ်ထုပ်ချက်ဖို့အတွက်အဖုံးအုပ်ထားပါမယ်ရှင်ဖတ်ထုပ်တွေဣပြီးတော့သားချက်ပြီးဆိုလို့ရှိရင်ရိုးကချပြီးတော့သုံးဆောင်နိုင်ပါပြီရှင်အခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာထပ်ပြီးတွေ့ကြမယ်နော် Happy New Year ပါရှင် Bye bye